Hello ဒီနေ့ကတော့စားတောက်ကုန်ထုတ်စာမေးပွဲဖြေမဲ့ကျောင်းသားတွေအတွက်နမူနာမိခွန်းပုံစံလေးကိုပြောပြပေးချင်ပါတယ်အတူတူလိုက်ပြီးတော့ဖြေကြည့်မယ်နော်ဒါကတော့မိခွန်းပုံစံလေးပါအတူတူဖတ်ရင်းနဲ့ဘာသာပြန်ကြည့်အောင်စင်ကေဆူစာကျော်ခွေခီတဲ့တန်ရှင်းမှုရှိသောလုပ်ငန်းဆောင်ရွက်မှုစုံမှာအာစကားမိုနိုဝါဒိုရေကာကင်တွယ်ရမယ့်အရာကင်တွယ်ရမယ့်ပစ္စည်းတွေကဘယ်တစ်ခုလဲထာရရှိမိုနိုဟီတိုချူအေရာဘီနာဆိုင်မှန်ကန်တဲ့တစ်ခုကိုရွေးချယ်ပေးပါဒီမိကုန်းကိုနောက်တစ်ခါပြန်ပြောရမယ်ဆိုရင်တန်ရှင်းမှုရှိတဲ့လုပ်ငန်းဆောင်ရွက်မှုစုံမှာကင်တွယ်ရမယ့်ပစ္စည်းကင်တွယ်ရမယ့်အရာနဲ့ပတ်သက်ပြီးတော့သူကမိကုန်းမိထားတယ်အဲ့ဒီကင်တွယ်ရမယ့်အရာကိုမှထာရရှိမိုနိုမှန်တာကဘာလဲဆိုတဲ့မှန်တဲ့ဟာကိုရွေးပေးရမှာပထမဆုံးပေးထားတာကစာခင်မရဲ့နော်နာမနီခုစာခင်ပိုးတက်တာမရဲ့ဆိုတာဒီမတိုင်ကြီးနာမနီခုဆိုတာကအသားစိမ်းအဲ့တော့ပိုးမတက်ရသေးတဲ့အသားအစိမ်းခါနေツチョリズミの食品ခါနေツအပူပေးတဲ့ချော်ရီချက်ပြုတ်တဲ့ဇူမီပြီးဆုံးသွားတဲ့食品အစားအစာအပူပင်ချက်ပြုတ်လို့ပြီးသွားတဲ့အစားအစာစတာရှော်ရီမရဲ့နော်ယာဆိုင်စတာရှော်ရီကြိုတင်ပြင်ဆင်မှုလုပ်တဲ့မရဲ့မတိုင်ခင်ယာဆိုင်ကအသေးရွက်ကြိုတင်ပြင်ဆင်မှုတွေမလုပ်ရသေးတဲ့ဟင်းသီးဟင်းရွက်ဆိုပြီးတော့အဖြေကဒီ၃ခုရှိတယ်အပေါ်မေးခွန်းနဲ့ကိုက်ညီတဲ့အဖြေကဒီ၃ခုတွေကဘာဖြစ်မလဲပေါ့နော်သူကမှန်တဲ့ဟာကိုရွေးခိုင်းပါတယ်အဲ့တော့ရွေးကြည့်ပါဦးစင်ကေဆူစာကျော်ခွေခီတန်ရှင်းမှုရှိတဲ့လုပ်ငန်းဆောင်ရွက်တဲ့ဇုံမှာကင်တွယ်လို့ရတာဒီခါနေစုချော်ရီဇူမီနော်ရှော့ကူဟင်းဆိုတဲ့အပူပေးချက်ပြုတ်ပြီးသွားတဲ့အစားအစာတနည်းအားဖြင့်အပူပေးချက်ပြုတ်လို့ပြီးသွားတဲ့အစားအစာဆိုတာဒီပိုးတက်လို့ပြီးသွားပြီပေါ့ဆက်စီတို့အပူပေးလိုက်ပြီဆိုတဲ့ကဒီအစားအစာကဒါတန်ရှင်းတဲ့ဘက်ကိုရောက်သွားပြီပေါ့နော်အဲ့တော့ဆဲကစ်ဆိုတာကတန်ရှင်းတဲ့လုပ်ငန်းဆောင်ရွက်တဲ့ဇုံလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာကင်လို့ရတာဒီပိုးတက်ပြီးသားပစ္စည်းတွေကိုပဲကင်လို့ရတယ်ပေါ့နော်အဲ့တော့အဖြေဒီအဖြေလေးဖြစ်တယ်ပေါ့နော်စာခင်မရဲ့နော်နာမနီခုပိုးမတက်ရသေးတဲ့အသားအစိမ်းတွေကိုကင်တွေ့တာအဲ့တော့ပိုးမတက်ရသေးတဲ့အသားအစိမ်းဆိုလို့ရှိရင်လောလောလတ်လတ်အသားအစိမ်းပဲရှိအောင်ပါပေါ့အဲ့တော့သူတို့တွေဒီတန့်ရှင်းမှုမရှိဘူးမြစ်ပတ်တယ်လို့ယူဆလို့ရတယ်အဲ့တော့ဆဲကဲဆုစာကျော်ခွေခီမှာစစ်စစ်တို့ကင်တွယ်လို့မရဘူးသူတို့တွေဆိုရင်ဒါအိုဆန်းစာကျော်ခွေခီညဉ့်ညမ်းတဲ့လုပ်ငန်းဆောင်ရွက်မှုစုံလုပ်ငန်းဆောင်ရွက်မှုနေရာဒီနေရာမှာကင်တွယ်ရမှာပေါ့နော်ဒါလေးကကြတော့စတာရှော်ရီမိုင်းနော်ယာစာကြီးဆိုတဲ့ကြိုတင်ပြင်ဆင်မှုတွေမလုပ်ရသေးတဲ့ဟင်းသီးဟင်းရွက်တွေဒါတွေလည်းဒီတိုင်းပါပဲသူလည်းပဲပိုးမတက်ရသေးဘူးပေါ့နော်ကြိုတင်ပြင်ဆင်မှုတွေဘာမှမလုပ်ရသေးတော့ညဉ့်ညမ်းနေဆိုတဲ့သဘောတရားပဲပေါ့နော်အဲ့တော့အပေါ်တစ်ခုနဲ့အောက်ဆုံးတစ်ခုကကြတော့ဆဲကစ်စုစာကျော်ခွေခီမှာကင်လို့မရပါဘူးစစီတို့ဖတ်စာအုပ်ထဲမှာလည်းပဲဒီနေရာလေးတွေပေါ့နော်ဆဲကစ်စုစာကျော်ခွေခီဆိုတာဘယ်လိုလဲပြီးသွားရင်ဆဲကစ်စုပြီးသွားရင်ဂျွန်ဆဲကစ်စုစာကျော်ခွေခီဆိုပြီးတော့ရှိတယ်ပြီးတော့အိုဆန်းစာကျော်ခွေခီဆိုပြီးတော့ဇုံ၃ဇုံရှိတယ်ဒီဇုံတွေကလေစာမေးပွဲမှာမေးပါတယ်စင်စီအခုဒီမှာပြထားသလိုမျိုးပေါ့နော်ဒီလိုမျိုးဒါကတော့နမူနာပုံစံပေါ့နော်ဒီလိုမျိုးလေးတွေမေးပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီဇုံ၃ခုကိုတတိချာချာလေးကြက်ထားပြီးပါဖတ်စာအုပ်ထဲကစာသားအတိုင်းနဲ့ပဲမေးနိုင်တယ်လို့ဒီပုံစံမျိုးဆိုရင်ဒါဖတ်စာအုပ်ထဲကစာသားအတိုင်းမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးမေးနိုင်တယ်ဖတ်စာအုပ်ကိုတခြားကြည့်ထားတယ်ဒါပေမဲ့ဖတ်စာအုပ်ထဲကအတိုင်းဆောင်းဝဲမေးခွန်းမှာမပါဘူးအဖြေမှာလည်းမပါဘူးเนาะအဲ့ဒီတော့
ကိုတိထားတဲ့ဟာဖတ်စာအုပ်ထဲကတိထားတဲ့အကြောင်းအရာကိုအခြေခံပြီးတော့ဒီအဖြေကိုမလုပ်ပြရမှာလဲဆိုရင်ရွေးပြရမှာကိုကြက်ထားတာတွေမှတ်ထားတာတွေမပါလို့စိတ်တက်ကြသွားလို့တော့မရဘူးကိုတိထားတဲ့ဟာတွေကိုအခြေခံပြီးတော့မလုပ်ပြရမှာလဲဆိုရင်ရွေးပြရမှာပေါ့နော်ဖတ်စာအုပ်ထဲမှာဆိုလို့ရှိရင်စာမျက်နှာ16မှာရှိပါတယ်ခုဘွန်အဲဆဲခံရီဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတယ်ပေါ့နော်အဲ့တော့အခုဒါလေးကိုအတူတူလိုက်ဖြည့်ကြည့်လိုက်လို့ကိုယ့်ရဲ့စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့သူတွေပေါ့နော်စာရတယ်လို့မရတယ်လို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့ဒီစာမျက်နှာကိုတွားပြီးတော့ခုဘွန်အဲဆဲခံရီဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ဒီဇုံ၃ဇုံအကြောင်းကိုတည်တည်ချာချာပြန်ပြီးတော့ကြည့်ထားပေးပါအဲ့တော့စစေဒီအတူချုံတစ်ခေါက်ပြန်ပြောရမယ်ဆိုရင်ဇုံ၃ဇုံရှိတယ်ပထမဦးဆုံးဇုံကဆဲကဲစုစာကျော်ခွေးကြီးဆိုတဲ့တန်ရှင်းတဲ့လုပ်ငန်းဆောင်ရွက်တဲ့ဇုံပေါ့နော်ပြီးသွားရင်ဂျွန်ဆဲကဲစုစာကျော်ခွေးကြီးဆိုပြီးတော့ဒီတပိုင်းတစပဲတန်ရှင်းမှုရှိတဲ့လုပ်ငန်းဆောင်ရွက်မှုဇုံပြီးသွားရင်အိုဆန်စာကျော်ခွေးကြီးဆိုတဲ့ညဉ့်ညမ်းတဲ့လုပ်ငန်းတွေကိုဆောင်ရွက်တဲ့ဇုံဆိုပြီးတော့ဇုံ၃ခုရှိပါတယ်ဆဲကဲစုပေါ့နော်ဒီမေးခွန်းမှာမိထားတဲ့ဆဲကဲစုစာကျော်ခွေးကြီးတန်ရှင်းမှုရှိတဲ့လုပ်ငန်းဆောင်ရွက်မှုဇုံဆိုတာဒီအလွယ်မှတ်မယ်ဆိုရင်တော့ပိုးသက်ပြီးသားအစားအစာတွေကိုကင်တွယ်တဲ့နေရာပါသူ့ရဲ့အောက်မှာထပ်ရှိတဲ့ဂျွန်ဆဲကဲစုစာကျော်ခွေးကြီးတပိုင်းတစပဲတန်ရှင်းမှုရှိတဲ့လုပ်ငန်းဆောင်ရွက်မှုဇုံဆိုတာဒီအလွယ်မှတ်မယ်ဆိုရင်တော့ပိုးမတက်ရသေးတဲ့အစားအစာတွေကိုကင်တွယ်တဲ့နေရာပါပြီးတော့နောက်ဆုံးတစ်ခုကအိုဆန်စာကျော်ခွေးကြီးကညဉ့်ညမ်းတဲ့လုပ်ငန်းဆောင်ရွက်မှုစုံပေါ့နော်သူကကြတော့ကုန်ကျန်းပစ္စည်းတွေကိုလက်ခံတဲ့နေရာပြီးတော့လို့ရှိရင်တင်ဖို့အတွက်ဂျက်ဖာဘုံတွေကိုပစ္စည်းတွေထည့်တဲ့နေရာဒီလိုနေရာတွေဒီအိုဆန်စာကျော်ခွေးကြီးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမေးခွန်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒီမေးခွန်းနဲ့အလားတူစံပွဲမှာမေးခွန်းနဲ့မိခဲ့သည်ရှိတော့ဖြေနိုင်ကြပါစေ